ရှောင်းတယ်တော့ဘုဆိုပြီးတော့ဖျက်သွင်းခဲ့တယ်ဖျက်ပွင့်တော့တဲ့သာသနာပေါ်လာခဲ့တယ်မှန်ပါဗျာနာတော်မှာပေါ်လာခဲ့တယ်ဖျက်တရားတော်မှာနာတော်မှာပေါ်လာခဲ့တယ်ကိုယ်တို့ဒီပေါ်လာရတယ်ကိုယ်တို့မလို့ဖမ်းနေတာတော့သာသနာပေါ်လာတဲ့ကရတော့လမ်းပေါ်တော့ဟာမလို့ရတော့တာအဲ့ဒါရတော့လိုက်တာရတော့လာကန်ကောင်းလိုက်တာကန်ကောင်းလိုက်တာအဲ့လူဖီးရတဲ့တာဟဲ့လူဖီးရတဲ့တာဟဲ့အဲ့နာတော့မနဲ့တွေ့ရဖီးရနေရတာပဲဖျက်တော်နာနဲ့တွေ့နေရတာဖီးရနေရတာပဲဒါကိုတော့နေရရကိုမသားသူနဲ့တွေ့နေတော့လည်းပဲအကုန်အစင်းမပြရတော့ဘူးအရာစီရင်လှစီရင်တိုးစီရင်တွေပဲလာဘာတင်းနေတဲ့ထဲဝါပါကုသိုလ်တရားတွေနေရပါလားတန်ကွာဒီမိသားစုတွေနေရတာကတို့ဒီလိုစီအောင်တော့ကွာရတော်ကွာရတော်ဝန်တာအားရနဲ့ကုသိုလ်တရားတွေကိုလက်ကမ်းပြုပြီးတော့မှအမြဲတမ်းကြိုးစားအထောက်နေထိုင်ရတယ်ကုသိုလ်တရားဟာတိတ်တမှုကြီးတယ်ကုသိုလ်ဟာတန်တရားမောင်းရတဲ့နေပါအလင်းဘက်ပေါ်အာယုံယူပြီးတော့ကုသိုလ်ပြုဖွေရတယ်ဖျက်သွင်းခဲ့တယ်သာသနာပေါ်ခဲ့တယ်အဲဒီသာသနာရနာရောက်တော့ကုသိုလ်တွေလုပ်နေကြတာကုသိုလ်တွေနေရတာဘယ်လိုပြောမှမသိဘယ်လိုအတ္တမှမသိဘယ်လိုကြည့်လို့မှမသိဝန်သားနေရတယ်စာရီဖြစ်နေရတယ်စာရီကျန်နေရတယ်ဟုတ်လို့ရတယ်သာသနာနဲ့တွေ့သွားလို့သာသနာနဲ့တွေ့မှသိလို့စာချက်သူနဲ့သာသနာနဲ့တွေ့မှမသိလို့စာကြည့်နေဟုတ်ဒီပါတယ်မချက်ရှိသေးတော့ဗျာမှန်ပါဗျာအဲဒီကဟုတ်ဒီပါတယ်မချက်ဘူးသာသနာတွေ့မှမသိတာမှန်ပါတွေ့မှသိတဲ့ပုဂ္ဂိုလ်တားလို့မရဘူးမရှင်းနဲ့ဟဲ့ဘယ်မှာကစမ်းရှင်းနေဟဲ့မဖြစ်ဘူးကြာမှာစာရီတိတ်တောင်ပြီးတာဟိုတန်တရားခါနေတာမောင်တွေကလည်းနေပါလေဆက်ဖို့ပြီးဟောဒီတရားကြီးပို့ပြီးဒီတရားတော့လက်မကောလက်မကောနဲ့ပေါ့ကျိုးစားမယ်အထုံးမယ်တရားဥဒ္ဒါစေဝဇာပါတယ်